မင်္ဂလာပါရှင်ပုပုလုံးလုံး channel မှာကြိုဆိုပါရစေဒီနေ့ကတော့ဝါဥကိုမြန်မြန်ဆန်ဆန်တုပ်စားလိုက်ရအောင်နော်ဝါဥအတုံးလေးတွေကိုတရေပြုတ်ပြီးမိမိနဲ့တတ်တဲ့အနေထားရအောင်လို့လှီထားပေးလိုက်ပါမယ်အစံသင့်ဖြစ်ပြီဆိုရင်ပပလှီထားတဲ့ကြက်သွန်နီဂေါ်ဘီတုံးနဲ့မုံလာဥနီလေးတွေကိုလည်းအချောင်းလေးချစ်ထားပေးလိုက်ပါမယ်ကျမကအသေးရွက်တွေမြန်မြန်လေးစားချင်တာဖြစ်တဲ့အတွက်ခရမ်းချင်တီကိုလည်းထပ်ထည့်ထားပါတယ်ပါဝင်ပစ္စည်းတွေအားလုံးစုံပြီဆိုလို့ရှိရင်တော့ထုံးစံအတိုင်းပဲမုံထည့်မယ်မြေပဲတောင်းထည့်မယ်စီချက်ထည့်မယ်စားဟင်းချိုမုံမြုပ်သီးမုံနဲ့မြုပ်သီးစိမ့်လို့ရင်လည်းထပ်ထည့်ပါအချံအတွက်ကိုတော့တံမယာသီးလေးသုံးထားပါတယ်အနံ့အတွက်ကိုတော့ပုံမှန်ဆိုရင်ကျမ6ရက်သုံးပေမဲ့အခုက6ရက်မရှိတဲ့အတွက်နန်းနန်းအောင်ပဲသုံးထားတာဖြစ်ပါတယ်ပါဝင်ပစ္စည်းအားလုံးစုံပြီဆိုရင်တော့တိတ်တိတ်ချာချာလေးရောနယ်ပြီးလို့ရပါပြီအရသာပေါ့ငံအောင်တော့မိမိစိတ်တိုက်ထပ်ထည့်နိုင်ပါတယ်ကဲဒါဆိုရင်တော့ရှူရှူရှဲရှဲချင်းချင်းဆက်ဆက်လေးနဲ့ဝါဥတုပ်အရန်ဟင်းလေးတစ်ခွက်ရရှိပါပြီသုံးဆောင်ကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် subscribe လေးလုပ်ခဲ့ပေးပါအောင်နော်